စုတော်ကြောင့်မတဲ့မတဲ့ကြီးအားလုံးစောင့်မျှော်နေကြတာအဲ့ဒါမလားဘယ်အချိန်မှမမလဲဆိုတာနော်ဟုတ်ပြီโอเคအားလုံးမသိရရအောင်နော်ကျမဆိုရင်မြန်မာစကားမသုံးတာဘယ်နှစ်ရှိပြီလဲ15နှစ်14-15နှစ်လောက်ရှိပြီနော်ဒီကနေ့မှာဖျားရှင်ကကျမရဲ့မိခင်စကားလိုမျိုးဖြစ်နေပြီပေါ့နော်မြန်မာစကားဒါပေမဲ့မလေးရှားရောက်တော့ဇုံမီစကားမိခင်စကားလိုပြန်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ဖျားရှင်ကျေးဇူးတော်ကြောင့်ဒီမှာမြန်မာစီစဉ်ကျမတို့ပြန်လဲပြီးတော့ချီးမွမ်းရတော့ခွင့်ဖျားရှင်ပေးတဲ့အတွက်ကြောင့်ဖျားရှင်နာမတော်ကိုချီးမွမ်းပါတယ်အာမင်အားလုံးရင်ခုန်ကြလားရင်ခုန်ပါတယ်ကျမလည်းရင်ခုန်တယ်ပေါ့နော်ဘယ်အချိန်မှမားမလဲကျမတို့အမားတွေမချီပဲနဲ့ကျမတို့ဖျားရှင်ကိုလွတ်လွတ်လပ်လပ်နဲ့ကျမတို့ချီးမွမ်းရအောင်โอเคကျမတို့ချီးမွမ်းခြင်းမသွားခင်မှာကျမတို့တက်တာဖျားရှင်ထံ၌ကျမတို့ကိုပေါ့နော်အစကအနံ့ရအောင်ဒီစီစီမှာဖျားရှင်သူပါရှိဖို့ရန်အတွက်ချီးမွမ်းခြင်းမှာဖျားရှင်ရဲ့စကားပြောခြင်းတို့ထင်ခြင်းအရောက်စီတိုင်းခံစားဖို့ရန်အတွက်ပေါ့နော်ကျမတို့တက်တာကိုဖျားရှင်ထံမှာပြန်လည်ပြီးတော့စကအနံ့ရအောင်ဟာလေလုယာရှာရာရာပါ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 အိုးဝီရောဖျားတို့ကိုခေါ်ခဲ့ပါဝီရောဖျားဒီရနဲ့တရားရှိတော်မူပါအရောက်စီတိုင်းရဲ့တက်တာထဲမှာတို့ကိုချီးမွမ်းခြင်းအဖြစ်ဘောပါဝင်မှာဖြစ်တဲ့ချက်တော်ကိုရှိခါပြအစစ်တခါစကားပြောတော်မူပါအိုးဝီရောဖျားတို့ကိုခေါ်ခဲ့ပါအိုးရာပါ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 ချီးမွမ်းကိုယ်ပဲချင်းရတဲ့ကိုရှင်ဖဖျားလို့တော်မူပါကျမရဲ့သူများကျမချင်းပေးပါချင်းအောင်ချင်းခရတော်သူများကိုရှင်ဖဖျားအသက်တဖန်လွတ်လပ်ခွင့်ပေးတော်မူပါဒါနဲ့ချိန်တိုင်းများကိုယေရှုနာမနဲ့ဆုတောင်းတဲ့စက္ကန့်နံပါတ်အာမင်ကျမတို့ဒီနေ့အတွက်မြန်မာစီစဉ်ပထမနေ့ဖြစ်တဲ့နည်းရောစွာကျမတို့ကနော်ချီးမွမ်းခြင်းနဲ့ကျမတို့စာပြုမှာဖြစ်တယ်အာမင်အာမင်ဒီချင်းကဘာပြောထားလဲဆိုလို့ရှိရင်ချီးမွမ်းခြင်းလက်နဲ့ပေါ့နော်ယုံကြည်သူတိုင်းကဆောင်ထားတဲ့အရာကဘာလဲဆိုလို့ရှိရင်ချီးမွမ်းခြင်းလက်နဲ့ဖြစ်တယ်ကျမတို့ကဖျားရှင်ကိုချီးမွမ်းလေဖျားရှင်ကျမတို့တွဲဘာဖြစ်လဲစစ်တိုက်ပေးမယ်အောင်မြင်ခြင်းပေးမှာဖြစ်တယ်အာမင်အာမင်တို့ဖျားရှင်ကိုကျမတို့ချီးမွမ်းခြင်းလက်နဲ့ဆိုတဲ့တခြင်းနဲ့တို့တော့ကချီးမွမ်းရအောင်
情，山谷雷公手推挂起来，山谷雷当手别挂的，那手里的情，山谷雷公手雷挂起来，果然是抓你，果然是改你，果然是抓你，果然是改你。尽管青山表达的，先有泪，光有泪光平，尽管去干那多夜人面对。မြန်မာစီစဉ်ဆိုတော့အရောက်စီတိုင်းကကြောက်တာလားမသိဘူးတော့အရှိမဘယ်သူမှမရှိဘူးလာခဲ့ကြအတူတူပဲဖြစ်တယ်ပေါ့နော်ကျမတို့ဇုံမင်းတို့ဖျားရှိခိုးလဲအတူတူပဲမြန်မာလူမျိုးလို့မြန်မာစကားနဲ့ဖျားရှိခိုးလဲအတူတူပဲဖြစ်တယ်အားလုံးထွက်လာခဲ့ကြပါလူငယ်တွေအာမင်ကြောက်စရာမလိုဘူးနော်ဖျားရှင်ဖျားရှင်အတိုင်းပေးမှာဖြစ်တယ်အာမင်ကျမတို့နေ့ရက်တိုင်းမှာပို့ဆောင်တဲ့ဖျားရှင်နာမတော်ကိုကျမတို့အထူးတကွဆက်လက်ပြီးတော့ချီးမွမ်းရအောင်နေ့ရက်တိုင်းတွေWe're
好，给来龙娘子。
မြောက်ခြင်းကိုပေးတဲ့ဖခင်ကိုယေရှုတင်တယ်အာမင်ကိုရောရဲ့တည်နေသောဂရုတော်ကိုရဲ့သစ္စာတော်ကိုရဲ့မေတ္တာတော်အတွက်ကိုယေရှုတင်တယ်အာမင်ဒါတော်သမီးတို့ပေါ်မှာအမြဲတမ်းမပြောင်းလဲတဲ့မေတ္တာနဲ့ချစ်နေသောယေရှုကိုရဲ့ချစ်ခြင်းမေတ္တာအတွက်ကိုယေရှုတင်တယ်မထိုက်တန်တော်လည်းပဲအမြဲတမ်းချစ်တော်မူသောကိုရဲ့မေတ္တာအတွက်ယေရှုတင်တယ်ဟာလေလုယာ
The Nelanhi, the Matia, Biswan and Do Yeshu. In a Grogo Sabai. Grogo Hope Jabai. Iniana did the Pania Shuramova. The Malaya Jare Yosina the Tarhema. Groshin Papia, Great Chimita did the Pantum Pura Mova. Yosirango Groshin Papia did the Pantu Tito Mova. Groconea Beva. Simanko Chen Sisina Groshin to Pashira Trata. Groco Jisu Dine. Dine Yosira the Tarhema. Alane Piamatu Bene. Groshin Sagapio Chinui. Groshin did to teach Chinui. Groshin did those Sagapio Chinui. Groshin Tamara did Dolomia Chinui. Groshin Papia Kansaya Dokumia did Naro. Groshin to Bashir Yamia to Jizuro Kuchimoy. Jenshinade, Tainted the Damiago, Yeshuna Mana, Sudan a second and by. Amen. Hallelujah. 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 Let me out Chinya Batala. Let me Chinya de Lulet Tomao. Alo to God, let me Chinya Barano. Okay. The call out, not the call out. Alo Juja Jaya, no? Piasin, come your body. ZCM Masis Bomba. Don't change, no? Don't change. Tinito, Piasi, come about it, ZCM, Myanmar Sisim Boma. Piasi, come about it, ZCM, Myanmar Sisim Boma. Piasi, come about it, ZCM, Myanmar Sisim Boma. Amen. Alo, come about it, no? Myanmar Lumatona, Charo. Nene. Chang the Lulu Pitware, no? Okay. A Kuchema to know a season, a Miai Masiba, no? A season Miai Masiba, woo, to know a Kuchema, a Lungwe, Kaukampuya, to it, to know Sound being Nangaye, being a Lungwe Seka Pipuya, to it, Ulo Koyamla. Palo Koyamla, but Eden Kapia, no? As Lungaska people enter through pick over there, be Lunga candidate chamber, go no Chimon Puya, do it, go moon lake. I'll look like to be to the road to Sujayana. No. I don't wear Mengaba. Zomilu Piaudonga Miamalu, where Medan 20 the Shama Jinu Roma Kujo, Miamalu Piopu Josani B, no? Josani, no? Oh, we Genole. Miamalu Matonga, Nene Jaro, General Sakaba, Sakabe Pipit, Mida Luelo Elu Pituaraba, Time, Tanetaro Sutong, second and Jayang. Pamezo Piata King, Guru Jutende, Didingama General, Ateta Titi Gukong GP Material, O Guru Mando Tema, a Yaushida Ateta Gugema so Pimpuso, no Janamaru Chimambare. Gorojijo tende dini general Korebi Mimodo Tema 2 and La de Kama. General Kukanda let cheated Mahobene. General Juson La Jado, Yellow Wimiago. Kong GP Tanado Moba. Yellow Wimiago Guru Shea. O Nanganda to Gure Bondo to Pisida Moba. They should have managed to tongue second and a job by Tara Misoba for Yatakin.
哈利路亚！ဒီနေ့ဖျားရှင်ကိုကြမ်းကြမ်းမှနဲ့ချီးမွမ်းခွင့်ရတာဖျားခင်ကိုလည်းအရန်ကျေးဇူးတင်တယ်ပြီးမှအရန်လက်ရှင်ခုံတယ်နဲ့ကျေးဇူးတော်လောက်ပေးဆိုရတဲ့ချင်းနဲ့ဖျားရှင်ကိုချီးမွမ်းခြင်းပါတယ်ဘဝမှာမောင်ဆုံးချင်းကဲရပြတ်တန်းချင်းကျွန်တော်ရဲ့နေနာအမြဲတမ်းရှိသူယေရှုဝါငယ်တဲ့အချိန်တိုင်းဝိညာဉ်တွင်မှစကားပြောတယ်ကိုယ်တော်ရှိကြောင်းဒီစေတယ်ဒါရီဖြစ်မလားဆူတောင်းဒါရီချမ်းချာတခင်မြမောကအဝေးထွက်သွားပြီလားတွင်နေမိပါတယ်အမေဝန်ထုံးမိလေတခင်ဘယ်တော့မှအဆူတော့မချမ်းစီဘူးယုံတယ်Jesusတော်ကျွန်တော်တွေ့အောင်ပြီတခင် Jesus တော်ဤတွေ့အောင်မဆုံးနိုင်ဘူးကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါတာရွေးကောင်းတဲ့အချမ်းစီနဲ့ပေါ်ဆောင်တဲ့ခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှာနေကျွန်တော်ရဲ့နေနာအမြဲတမ်းရှိသူယေရှုဝါငယ်တဲ့အချိန်တိုင်းဝိညာဉ်တွင်မှစကားပြောတယ်ကိုယ်တော်ရှိကြောင်းဒီစီတယ်မျိုးလင်းဒါရီဖြစ်မလားဆူတောင်းဒါရီချမ်းချာတခင်မြမောကအဝေးထွက်သွားပြီလားတွင်နေမိပါတယ်အချင်းချင်းမေခွန်းတော်မိလေတခင်ဘယ်တော့မှအဆိုးတော့မချမ်းစီဘူးယုံတယ်တခင်ကျေးဇူးတော်ကျွန်တော်တွေ့အောင်ပြီတခင်ကျေးဇူးတော်ဤတွေ့အောင်ဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါတာရွေးကောင်းတဲ့အချမ်းစီနဲ့ပုံဆောင်တဲ့ခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှာနေသခင်ကျေးဇူးတော်ကျွန်တော်အတွက်လောက်ပြီသခင်ကျေးဇူးတော်ဒီအတွက်လောက်မဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအကြီးမြတ်ဆုံးပါတာရွေးကောင်းတဲ့အချမ်းစီနဲ့ပုံဆောင်တဲ့ခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှာနေတာရွေးကောင်းတဲ့အချမ်းစီနဲ့ပုံဆောင်တဲ့ခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူ
shani Jesusတင်ပါတယ် နားထောင်လို့ကောင်းပါတယ်နော်ဘုရားသခင်တာရွတ်အသုံးပြုပါစေမုံလေးပြီးကံကြတော့တာသမီးရောက်ရှိတိုင်းပေါ်မှာလဲဘုရားသခင်အစတရားမကကောင်းကြီးချပေးပါစေလို့ဆုတောင်းပေးပါတယ်အခုချိန်မှာကျွန်တော်တို့အရန်ဆာငတ်နေတဲ့ဒီတင်နာကိုတွားရအောင်အခုချိန်မှာကျွန်တော်တို့အားလုံးမတည့်ရပြီးတော့လေကျွန်တော်တို့ကြွေးကြော်ကြရအောင်အခုနော်ကျွန်တော်ကြားရမယ်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်ကျွန်မအသက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကြွေးကြော်ကြရအောင်တင်းနေတော့ကျွန်တော်ကြားရမယ်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်နောက်တစ်ခါကျွန်တော်ကြားနာရမယ်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်နောက်တစ်ခါကျွန်တော်ကြားနာရမယ်ဒီတနာဒီကျွန်တော်အသက်ဖြစ်တယ်အခုဒီတနာဟောဖို့ရတဲ့ဆရာကိုအားလုံးလက်ခုပ်တပြီးတော့ကြိုဆိုကြရအောင် Hallelujah Hallelujah ကျေးဇူးတင်တယ်ဝိညာဉ်တော်ဘုရားကိုလက်ခုပ်တီးပြီးတော့ကြိုဆိုကြရအောင် Hallelujah 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 အဲ့ဒီဝိညာဉ်တော်ဘုရားရဲ့တကူတော်သူ့ထီပါစေထိုင်နိုင်ပါပြီကျေးဇူးတင်တယ် Okay ပထမဆုံးကျွန်တော်တို့အမှားစကားဒီမပြောခင်ဆရာပီတာအမှားစကားပြောတယ်ဆိုရင်တောက်လျှော့ပြောပြီးတော့ဒေသနာပင်းတွားနိုင်တယ်ဆိုတော့နှုတ်ကပတ်တော်တရားကိုအရင်ဖတ်ချက်ရအောင်ကျွန်တော်2025မော်တူထားတဲ့ The Year of Evangelism ကျမ်းပိုက်တစ်ပိုက်ကျွန်တော်ဖတ်လို့တယ်တမန်တော်ဝတ္ထုအခန်းကြီး1အငယ်8ကိုအတူတကွဖတ်ကြပါစို့တမန်တော်ဝတ္ထုအခန်းကြီး1အငယ်8ဒီနေ့โอเคဒီမှာရှိပြီโอเคအတူတကွဖတ်ကြပါစို့ဒီနေ့တော့ကျူသောမရှိတော်လဲသင်တို့အပေါ်သို့တန်ရှင်သောဝိညာဉ်တော်စင်းသစ်သောအခါသင်တို့ဒီတကောကိုခံရ၍ယေရှုစလင်မြို့မှစသောယူဒာပြည်ရှမာပြည်မိကြီးစွန်တိုင်အောင်ငါဤတက်တီဖြစ်ကြလိမ့်မယ်ဟုမိန်တော်မူ၏အာမင်တကောဆိုတာဒီညကျွန်တော်အနည်းငယ်ဝင်ကချင်တာဖြစ်တယ်ဒီညကျွန်တော်ဘာဟောမှာလဲတကောအဲ့ဒီမှာဟောခင်လေးမှာကျွန်တော်ပထမနေ့ဆိုတော့ဇက်စီရဲ့မြန်မာအစီအစဉ်2025အတွက်ပေါ့နော်ပထမညဆိုတော့အတူတကွraise your hand လက်မြောက်ပြီးတော့ဖျားတခင်အာနီလာတဲ့ငိန်ချန်ချင်းအချီယိုကိုကျွန်တော်တို့တရားနေတယောက်နဲ့တယောက်ကိုမေတ္တာပို့ကြပါစို့ Shalom ဆိုပြီးတော့ကြဲအောင်ရအောင်ဒီနေ့တော့ Shalom ကြဲ Shalom နောက်တစ်ခါ Shalom အဲ့ဒီ Shalom ငိန်တဲ့ချင်းကိုတယောက်စီတဲ့ရတဲ့တာမှာဖျားတခင်ဖျားသေးတယ်နော်โอเคလိုက်ပေါ်မှာလာတက်ပြီးတော့ဖျားနှုတ်ကပတ်တော်နားထောင်မဲ့လူတွေလဲကျွန်တော်တခါရှလုံးလောက်ကြရအောင်နော်လက်ဒီမြောက်ကြရအောင်ဘာဖြစ်လို့လဲဆိုရင်ဒီလောကဒီချိန်ဒီနိုင်မှာနောက်ဆုံးသောကာလမှာကျွန်တော်ရှလုံးကိုလူတိုင်းကလူအပ်တာဖြစ်တယ်အကြောင်းမြန်မာပြည်မှာရှိတဲ့လူတွေဟိုးမနာတတိယနိုင်ငံမှာရှိတဲ့လူကလည်းလူတယ်အကုန်လုံးကလူတယ်ဆိုတော့ဒီမှာကျွန်တော်တို့ line မှာတက်တဲ့အဖျားချောင်းဒီ
ဒီ live ကို join တဲ့လူအများကြီးရှိတယ်တို့အတွက်ကျွန်တော်တို့ shalom ဆိုပြီးတော့တို့ထဲမှာလေငြိမ်သက်ခြင်းကျမ်းမာခြင်းဖခင်ကပေးဖို့ဒီကနေ့မေတ္တာပို့ချရအောင်1 2 3 go shalom နောက်တစ်ခါ shalom နောက်တစ်ခါ shalom ကျေးဇူးတင်တယ်မြန်မာပြည်ကြီးကိုတော်ကတုံငိမ့်တဲ့ခြင်းနဲ့ပြီးဆုံးစီပါစေအာမင်โอเคစမချင်းနုတချင်းဦးဆောင်တဲ့အချိန်မှာဝိညာဉ်တော်ကကျွန်တော်ကိုဘယ်လိုတုထိတယ်လဲဆိုရင်လူအနေနဲ့မဖြစ်နိုင်မတတ်နိုင်တဲ့အရာကိုဘယ်သူနဲ့ဖြစ်နိုင်လဲယေရှုဖယားနဲ့ယေရှုဖယားဆိုတာမလုံနိုင်တာရှိလားယေရှုကတကယ်ယေရှုကမလုံနိုင်တာမရှိဘူးဘာဖြစ်လို့လဲဆိုရင် तू ကတကိုးရှိတယ်ဟာလေလုယာ तू ကသာဝရဖယားရဲ့တပါးတီတော်သားတော်ဆိုတော့ तू ကမလုံနိုင်တာမရှိဘူးအဲကြောင့်လူအနေနဲ့မဖြစ်နိုင်တဲ့အရာကိုဒီညမှာကျွန်တော်ဘယ်လိုပြောချင်လဲဆိုရင်ကျွန်တော်ကျမ်းစာဖတ်တဲ့အတိုင်းဝိညာဉ်တော်တကိုးနဲ့ဖြစ်နိုင်တယ်ဟာလေလုယာဇက်စီရဲ့အနေနဲ့မဖြစ်နိုင်တဲ့အရာကိုဝိညာဉ်တော်တကူနဲ့ဖြစ်နိုင်တယ်ဟာလေလုယာလက်ခုပ်တီးရအောင်ကျွန်တော်ကူးကွယ်တွေဝတ်ပြုကူးကွယ်တဲ့အချိန်မှာအဲ့ဒီအရာကိုကျွန်တော်ဝိညာဉ်တော်ကကျွန်တော်အထဲမှာပြောတယ်အဲ့ဒီမြန်မာစီစဉ်ကိုမြန်မာစကားတက်လို့ကျွန်းလို့ပြဖို့ဒီမှာရက်နေတာမဟုတ်ဘူးဖခင်ရဲ့တကူကိုကျွန်တော်တို့အားကူပြီးတော့ဒီဝတ်ပြုစီဝေးမြန်မာ service ကိုလုပ်နေတာဖြစ်တယ်ဟာလေလုယာတောတန်ချခန်းကြီးတော့အငယ်9နဲ့10ကျွန်တော်စနေနေ့မှာလည်းပြောပြသွားပြီတောတန်သာရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ဟာလေလုယာကိုငင်ကိုအမီမပြုတ်နဲ့တွားလီယာ၌သာရဘုရားကိုမျက်မှောက်ပြုလို့တုတ်ပြုလင်ပင်ဤလမ်းကြီးကိုဘာလဲပဲ့ပြင်တော်မူလိမ့်မယ် He will guide you we are studying ကျွန်တော်တို့ဒီ service ကိုအဲ့ဒီဖခင်ရဲ့တကူကိုကိုးစားပြီးတော့အစပြုတာဖြစ်တယ် hallelujah အဲ့ဒါကိုကျွန်တော်ကြီးညာခြင်းတယ် hallelujah အဲ့ဒီတကူကိုကျွန်တော်တို့ကိုးစားပြီးတော့အစပြုတယ်ဆိုတော့ဖခင်ကကျွန်တော်တို့ကိုအဲ့ဒီ service ကိုပဲ့ပြင်မယ်လမ်းပြမယ်အစပြုတ်ပြီးတဲ့ဖခင်ကအဆုံးထိတာဝန်ယူမယ်ဟာလေလုယာလက်ခုပ်တီးရအောင်ဟာလေလုယာကိုငယ်ကိုအမြင်မပြုတ်နဲ့တွားလီယာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့တုတ်ပြုလင်ပင်လမ်းကြီးကိုပဲ့ပြင်တော်မူလိမ့်မယ်အောက်မှာပါရေးထားလဲဆိုရင်ကိုဟာကိုပညာရှိဤဟုမထင်နဲ့တဲ့ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်တည်တယ်နော်ဒုစရိုက်ကိုရှောင်လို့တကုန်းနဲ့ဒုစရိုက်ဆိုတာအယမ်းဆိုင်တယ်အဲကြောင့်အဲ့ဒီတကုန်းနဲ့ကျွန်တော်တို့တွားနိုင်ဖို့အရာအတွက်အဲ့ဒီဒုစရိုက်ကိုရှောင်ဖို့လိုတယ်ဟာလေလုယာအဲကြောင့်ကျမ်းစာကဒုစရိုက်ကိုရှောင်ပါတဲ့တို့ပြုလင်းတင်အနာရီကျမ်းမာစေ၍အယူရှိတယ်အယူရှိလို့ကျွန်တော်လက်မြောက်နိုင်တာဖြစ်တယ်ဟာလေလုယာအယူရှိလို့ကျွန်တော်ကခုန်နိုင်တာဖြစ်တယ်ဟာလေလုယာအယူရှိလို့ကျွန်တော်ယုံကြည်ခြင်းနဲ့ခြိလာနိုင်တာဖြစ်တယ်အယူရှိလို့အဲ့ဒီကျမ်းစာကတဲနဲ့အယူဒီပါလေတန်မရှိလိမ့်မယ်တဲ့ဟာလေလုယာအယူကမတန်မာဘဲနဲ့ပေါ့ပြောင်းနေဆိုရင်မရလို့ရမှာမဟုတ်ဘူးပြီးတော့ခိုင်ခန့်လို့ပြောမလားမသိဘူးရက်လို့ရမှာမဟုတ်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်ရန်အရေးကြီးတယ်ဟာလေလုယာအနာရီကျမ်းမာဘူးပြီးတော့အယူရီတာမာဘူးကျွန်တော်တို့ဒုစရအပိကိုရှောင်ရမယ်တဲ့ဟာလေလုယာအကြောင်းဒီညမှာကျွန်တော်အဲ့ဒါကိုကြီးညာခြင်းတယ်ဒီဝက်ပြုစီစဉ်ဒီမြန်မာစီ service စပြုတာကကျွန်တော်တို့ဒီမှာမြန်မာစကားတက်လို့တချင်းစုတက်လို့ဂီတာတီးတက်လို့တချင်းကောင်းစုတက်လို့ဆိုပြီးတော့ရက်တာမဟုတ်ဘူးအဲ့ဒီတကူကိုကျွန်တော်အားကိုပြီးတော့ဟာလေလုယာကျွန်တော်တို့ဒီမှာ
ဦးဆောင်တယ်ဝတ်ပြုကိုယ်ကွယ်တွေဦးဆောင်တယ် worship တွေဦးဆောင်တယ်တခြင်းတွေဆိုတယ်ဒေသနာတွေဟောရတာဖြစ်တယ် hallelujah အဲကြောင့်ဒီ service ကိုဘုရားကပြီးမယ်ဆိုတာကိုကျွန်တော်ဒီည hallelujah ဒီညမှာကျွန်တော်ကြီးညာခြင်းတယ် hallelujah ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ကိုယ့်ဉာဏ်ကိုအမိပြုပြီးတော့ဒီ service ကိုစပြုတာမဟုတ်ဘဲနဲ့ဖယားကိုအားကိုးပြီးတော့သူ့တကိုးကဘာမဆိုလုပ်နိုင်တယ်ဇက်စီအနီနဲ့မဖြစ်နိုင်တဲ့အရာကိုဝိညာဉ်တော်ဖယားရဲ့တကိုးအပြင်ဖြစ်နိုင်တယ် hallelujah ဇုံမီတယောက်အနေနဲ့မဖြစ်နိုင်တဲ့အရာကိုဝိညာဉ်တော်တကိုးအပြင်ဖြစ်နိုင်တယ် hallelujah မြန်မာပြည်သားတယောက်အနေနဲ့မဖြစ်နိုင်တဲ့အရာကိုဝိညာဉ်တော်တကူအပြင်ဖြစ်နိုင်တယ်ဆိုတာကျွန်တော်ယုံကြည်လို့ဒီ service ကိုအစပြုတာဖြစ်တယ်။ဘုရားသခင်ကဒီ service ကိုပြီးတော့ကောင်းချီးပြီးတော့လူအများကြီးကယ်တင်ခြင်းရပြီယေရှုဘုရားကိုရပြီးတော့အနာရီကျမ်းမာပြီး hallelujah မျောလင်းခြင်းကင်မေဒီယာမျောလင်းခြင်းကိုရပြီးတော့ယုံကြည်ခြင်းနဲ့ဘုရားရဲ့တက်တီတော်များဖြစ်ဖို့ရန်အတွက်ဒီ service ကိုဖျားတဲ့ခင်ဒီညနေအစပြီးတော့ပတ်တိုင်းတနင်္ဂနွေတနင်္လာအင်္ဂါနော်ဒီနေ့ဟုတ်တယ်နော်မိခါနေရတာလေတနင်္ဂနွေနေ့စဖို့လို့တယ်တနင်္ဂနွေတနင်္လာအင်္ဂါဟုတ်ပြီနော်မမဘူးနော်စမချင်လို့အင်္ဂါညတိုင်း9နာရီခွဲမှာ Tuesday ညတိုင်း9နာရီခွဲမှာကျွန်တော်မြန်မာ session ရှိမယ်လာပါကျွန်တော်စင်ကောတယ်ဆိုတာက boxing တို့ဘူးစင်ကောတာမဟုတ်ဘူး MMA မှာchampion မှာပါဝင်ဖို့စင်ကောတာမဟုတ်ဘူးဖခင်ရဲ့မျက်မှောက်တော်ထဲကိုလာတူးဝင်ပါ hallelujah မင်းတယောက်အနေနဲ့မဖြစ်နိုင်တဲ့အရာကိုအဲ့ဒီတကူးတော်အပြင်ဖြစ်နိုင်မယ် hallelujah အကြောင်းကျွန်တော်ကျမ်းစာမှာဖတ်တယ်ဒီမှာအဲ့ကြောင့်ဒီညကျွန်တော်ဟောခြင်းတဲ့အရာကတကူးကျွန်တော်2025အတွင်းကျွန်တော်မော်တူကျန်းစာတပိုက်အနေနဲ့ရွေးထားတာလည်းဖြစ်တယ်သူတို့မရှိတော့လေတင်တော့အပေါ်တော့တန်ရှင်းတော့ဝိညာဉ်တော်စင်တဲ့တော့ခါတင်တော့ဒီတကိုးကိုခံရရွေးဟာလေလုယာလူတိုင်းကတကိုးလူတယ်ဆရာမကျင်တို့ကမြန်မာစီစဉ်ဖြစ်လို့စီကိုမထွက်ရဲကြလားမသိဘူးလူငယ်တွေစီကိုကြွားပါလာပါမြတ်မောက်တော်ထဲမှာတွန်းဝင်ကြအောင်ဆိုပြီးတော့ခေါ်တယ်စီထွက်ဘူးလေကျွန်တော်ဒီနေ့တကူလူတယ်လို့ပြောချင်တယ်ဟာလေလုယာကိုမမရှိတဲ့တကူဒါမှမဟုတ် power တခုကိုရှိမှကျွန်တော်တို့ပြောရတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကစူရဲတာဖြစ်တယ်ကျွန်တော်လှုပ်ရဲတာဖြစ်တယ်ဒီမှာပုံမှန်တာမှမရှိတဲ့အရာတခုကိုပြီးမှဒါမှမဟုတ်ရင်ရှိမှဒီမှာရှိပြီးသားတဲ့ပူပြီးတော့တကူရှိတဲ့ဟာပါဝါရှိတဲ့ရတဲ့အချိန်မှာကျွန်တော်တို့ဘာမစူလုတ်ရဲတာဖြစ်တယ်အကြောင်းလူတိုင်းကကျွန်တော်တကူလူတာဖြစ်တယ်အထူးသဖြင့်ဒီနောက်ဆုံးတော့ကာလမှာ news ကိုဖတ်ကြည့်တချို့တွေအင်္ဂလိပ် news ကောင်းကြည့်လို့ရမယ်ထင်တယ်တချို့တွေကမြန်မာလိုမျောသေးတွေ DVB တွေ BBC မြန်မာစီစဉ်တွေပုံမှန်ကြည့်တဲ့လူလည်းရှိမယ်နေ့တိုင်းမှာကျွန်တော်တို့ဒီလောကမှာဒီကဘာပေါ်မှာမကြားဘူးတဲ့စစ်ပွဲတွေမကြားဘူးတဲ့တဘာဝဘီဒန်တို့ဘယ်လောက်ပဲtechnology မှာမြန်ပိုက်ဆံရှိဘယ်လောက်ပဲပိုက်ဆံနဲ့ချမ်းသာပါစေတဘာဝဘီဒန်ဆိုတာဘယ်သူမှတားလို့မရဘူးဆူနာမီဒီတော်နန်ဒိုဒီရှိပြီဆိုရင်ငွေနဲ့ခိုးလုံလို့ရငွေဘယ်အကောင့်မှာခိုးလုံလို့ရတာမဟုတ်ဘူးလူတွေလက်နဲ့စောက်တဲ့အိမ်ထဲမှာခိုးလုံလို့ရတာမဟုတ်ဘူးဒါတည်းမကဘူးကျွန်တော် news တွေမကြားဘူးတဲ့မြန်မာပြည်မှာဆိုရင်တွေးဆိုတာကြားတာနဲ့ကျွန်တော်ဗာလဲစက်တိထားတယ်နော်တွေးလူတွေတွေးဆိုတာဘာဖြစ်လို့လဲဆိုရင်ကျမ်းစာထဲမှာတွေးကိုမစားနဲ့တဲ့ဘာဖြစ်လို့လဲဆိုရင်တွေးထဲမှာအသက်ရှိတယ်တဲ့ဘုရားကကဘာဝချံအခန်းကြီးအငယ်9မှာထာဝရဘုရားသခင်ဒီမိမုံဖြင်းလူကိုဖန်ဆင်း၍
တူဤနဂောင်းထဲတော့ဇီဝအတက်ကိုမုတ်တော်မူလင်လူဒီအသက်ရှင်တော့တတဝဖြစ်တယ်တဲ့ဖြစ်လေတဲ့ဖယားကဇီဝအတက်ကိုမုတ်ပြီးမှပဲကျွန်တော်တို့ကလူတယောက်ဖြစ်သွားတာဖြစ်တယ်အဲ့ဒီလူရဲ့အသက်ကဘယ်ထဲမှာဖယားကထားလဲဆိုရင်အသွေးထဲမှာသွေး blood အဲ့ဒီသွေးထဲမှာထားတာဖြစ်တယ်အဲကြောင့်သွေးကိုမစားနဲ့အဲ့ဒီသွေးထဲမှာအသက်ရှိတယ်တဲ့အဲကြောင့်ကျွန်တော်အပြစ်အတွေ့အပြစ်ဖြေဖို့ရအတွက်လဲသူကအသွေးဆိုပြီးတော့အသွေးကို request လုပ်တာဖြစ်တယ် news တွေဖတ်ကြည့်ဟိုတကောက်ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကထိုင်းလန်ကနေနှစ်တိသုံးဖို့ဆောက်ကိုရီးယားပြန်သွားတဲ့လီယန်တစီဆိုရင်နော်လူ180ယောက်လူ180ယောက်သူတို့ထိုင်းလန်ကိုရောက်တယ်ဒါပေမဲ့ Muan International Airport ရောက်တော့အဲ့ဒီဗာလဲ B ကိုချလို့မရဘူးနော်ကျွန်တော်အဲ့လီယန်ပြန်ရဲ့ B လို့ခေါ်လားအဲ့ဒီချလို့မရလို့ဗာလဲသိမှာပါနော်ဗီဒီယိုထဲမှာ2 စက္ကန့်တော့မကြာဘူးပြီးသွားတယ်အပြင်ကနိုင်ရန်တိုက်တာနဲ့တကားတဲ့ဘုံဆိုပြီးတော့ပောက်ကွဲတာ2 မိနစ်မကြာဘူးနော်180တယောက်ထဲကနေ180ယောက်189ယောက်2 စက္ကန့်အတွင်းမှာဆုံးသွားတယ်အမှန်တမ်းစက်တီထားဘူးကောင်းတယ်နော်ကျွန်တော်တွေ့တာနဲ့အိုးအမလဲဆိုပြီးတော့ကျွန်တော်တို့သိတာအဲ့ဒါအဲ့ဒီနဲ့ဖြစ်ပြတဲ့အရာနှမျိုးရှိသေးတယ်ဒါပေမဲ့ news ကအဲ့လောက်မရေးကြဘူးမီဒီယာတွေကအဲ့လောက်မလုပ်ဘူးမီဒီယာထဲမှာသူတို့မပြဘူးပေါ့နော်ကျွန်တော်ပြောချင်တာကကျွန်တော်ဘယ်လောက်ပဲပညာရှိဘယ်လောက်ပဲဘွဲ့ဒီယူဘယ်လောက်ပဲပိုက်ဆံရှိဒီနောက်ဆုံးတော့ကာလမှာကျွန်တော်ဒီညပြောချင်တယ်ကျွန်တော်လိုချင်တာကျွန်တော်အလိုအဆုံးအရာကတကိုးတော်ဖြစ်တယ်ဟာလေလုယာမယုံဘူးဆိုရင် prophet တချို့ international prophetic message ဟောတဲ့ international speaker တွေရဲ့စကားတွေကိုနားထောင်ကြည့်2025ကျွန်တော်အနေနဲ့တော့ယုံကြည်ခြင်းနဲ့ဘုရားကကျွန်တော်အတွက်အကောင်းဆုံးပြင်ဆင်ပေးတယ်ယုံကြည်ခြင်းနဲ့ခြေလမ်းမယ်ဘာပဲကြုံတွေ့ဘုရားကကျွန်တော်အတွက်သူကအလောဒီစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းပြီးတော့ဖန်ဆင်းရုံမကဘူးအုပ်ဆိုးပိုင်ပါလေပိုင်တာအုပ်ဆိုးတော်မူတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားကိုလည်းခောက်သိပြီးချီးမွမ်းရအောင်ဟာလေလုယာကျွန်တော်ယုံကြည်ခြင်းရှိတာတော့အဲ့ဒီစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းပြီးတော့ပိုင်တာအုပ်ဆိုးတော်မူတဲ့ဘုရားကိုကျွန်တော်ကူးကွယ်တဲ့ဘုရားဖြစ်တယ်သူက control တာဖြစ်တယ်အဲ့ဒီစကြဝဠာတစ်ခုလုံးကိုသူမသိတဲ့အချိန်မှာဖြစ်ပျက်တာမဟုတ်ဘူးသူကအကုန်လုံးတူတယ်ဆော်ကိုရီးယားမှာဖြစ်ပျက်တဲ့အရာကိုသူသိတယ်ဟိုးမှာအာရတ်မှာဖြစ်ပျက်တဲ့အရာကိုသူသိတယ် US မှာဖြစ်ပျက်တဲ့အရာကိုသူသိတယ်ကနေဒါမှာလည်းရှိတယ်နော်လေယာဉ်ပြက်ရှိတယ်ကျွန်တော်အနေနဲ့ကနေဒါတို့အမေရိကတို့ဆိုရင်အဲ့လိုမျိုးမရှိဘူးလို့ကျွန်တော်ထင်ကြတာနော်ရှိတယ်အများကြီးရှိတယ်သူတို့ကဘိုက်စားပြီးတော့တည်တာနဲတယ်ဒါပေမဲ့ accident နဲ့တည်တာများတယ်ဇထားပြက် accident တို့လေယာဉ်ပြက်ကျတာတို့အမျိုးမျိုးရှိတာပေါ့နော်ပြီးတော့အိမ်ကြီးမီးလုံးပြီးတော့လူအများကြီးတည်တာတို့အများရှိတယ်မတူကြဘူးအနေတနေရာနဲ့တနေရာကျွန်တော်ပြောချင်တာကကျွန်တော်မှဘယ်လောက်ပဲအစီအစဉ်တွေဆွဲတာဟိုတကောက်ကျွန်တော်ညီမလေးတယောက်တချင်းဆိုတယ်နော်တရားနေမင်းမမြုံလဲတဲ့အချိန်လေးမှာနေဝင်ခဲ့တယ်ဆိုရင်တဲ့ဘန်ကောက်ကနေကိုရီးယားမှာနှစ်တကူသုံးဖို့ပြန်သွားတဲ့ကိုရီးယားသားလူ189ယောက်အတွက်သူတို့နေဝင်သွားပြီလေမဟုတ်ဘူးလား
နေဝင်သွားပြီလေသူတို့မှတားလို့မှမရတာအကြောင်းဒီနေ့ကျွန်တော်ဝင်ငါချင်းတဲ့အရာကအဲ့ဒီနောက်ဆုံးသောကာလမှာမမျော်လင့်တဲ့အရာတွေကျွန်တော်တို့ရှိနောက်တောင်မြောက်မှာဖြစ်ပျက်တဲ့အချိန်မှာကျွန်တော်မြန်မာပြည်မှာလဲဖြစ်ပျက်တာများလွန်းလို့ကျွန်တော်ငရုတ်မဆိုင်နိုင်တော့ဘူးမဟုတ်လားစုတော့မတောင်းပြနိုင်တော့ဘူးဟိုးအဲ့ဒါယူလို့နေအဲ့ဒါတွေ့တီလာပဲသူတို့အဲ့ဒါကြာအခုမှကြာတာမဟုတ်ဘူးမြန်မာပြည်နွေဦးဒေါ်လာရေးစပြုတ်တော့ကမအမြတ်တွေ့မအမြတ်မြတ်တွေ့နော်ဟုတ်လားကျွန်တော်တို့မိုက်တိုင်းမှာထားတဲ့တာခံစားတာပေါ့မဟုတ်ဘူးလားဒါပေမဲ့အချိန်ဒီကြာလာတော့လိုသေးဒီပုံများလာတော့ကိုယ်တိုင်လဲဟာမိုက်တယ်အားလိုက်တာအယူအဲ့လောက်ပဲရှိတယ်စူတောင်းပြီးဖို့အိုးကိုရောပြကျွန်တော်နိုင်ငံတော်ကပြက်ပါလေစုပ်ပြက်နေပြီစူတောင်းဖို့ဒီမှာမရှိတော့ဘူးအဲ့မှာလေတကူအလူတာဆိုတကိုးလူတာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ရဲ့တကိုးလူတာဖြစ်တယ်ကျွန်တော်တို့မျက်စိနဲ့တွေ့တဲ့အရာနားနဲ့ကြားတဲ့အရာကိုအဲ့ဒီဝိညာဉ်တော်တကိုးနဲ့ကျွန်တော်ဘယ်လိုပြောမလဲဝိညာဉ်တော်တကိုးအပြင်ခံစားကြည့်တဲ့အချိန်မှာဆူတောင်းခြင်းနဲ့ဆုံးတတ်တာဖြစ်တယ်ဟာလေလုယာအဲ့လိုမဟုတ်စဟဲမင်းကောင်းကောင်းမလုပ်လို့အပစ်တင်ဖို့ပဲအဖတ်တင်တာများတယ်မြန်မာပြည်သားတွေဒီချိန်ဟုတ်ဘူးလားအပစ်တင်ဖို့ပဲကျွန်တော်တိကျတယ်အဲ့မှာလဲကျွန်တော်ခရိယာန်ယုံကြည်သူတယောက်အနေနဲ့ကျွန်တော်တကူကိုလိုတာဖြစ်တယ်ဟာလေလုယာအရောက်စီတိုက်ကိုဖျားခင်ကောင်းချီးပေးပါစေဒီမှာကျမ်းစာ3ပါးရောက်ဖတ်ပြီးတော့ကျွန်တော်ဒီညဒေသနာကိုပထမညဆိုတော့နော်ဆုံးတက်လိုက်မယ်အာမောအခန်းကြီးကအငယ်လေးကျွန်တော်စနေနေ့မှာလည်းဖတ်တယ်မင်းဘယ်လောက်ပဲပညာရှိဘယ်လောက်ပဲပိုက်ဆံရှိမင်းလူချင်းတဲ့အရာလူမင်းမလိုအပ်တဲ့အရာကတကိုးဖြစ်တယ်အဲ့ဒီတကိုးကဝိညာဉ်တော်ရဲ့တကိုးဖြစ်တယ်အဲ့ဒီတကိုးရှိမှကျွန်တော်တို့ခြီလန်းရဲတာဖြစ်တယ်ပြောရဲဆိုရဲတာဖြစ်တယ်လှုပ်ရဲတာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောပြတာမယုံရင်အရက်တပလင်းတောက်ကြည့်တပလင်းရဲ့တကိုးအပြင်တင်းကိုမောင်းမှာဖြစ်တယ်မဟုတ်လားတချို့တွေဆိုရင်စကားပြောပြီးတော့မဆုံးနိုင်တော့ဘူးတချို့တွေအသေးကွဲတချင်းတွေဆိုပြီးတော့တပလင်းခွဲလောက်တောက်တယ်ဆိုရင်တပုတ်နှစ်ပုတ်လောက်တော့ဆူလို့ရပါတယ်နော်တောက်လုံးတောင်းတငယ်ချင်းတောင်းနေမှာတပလင်းချန်သေးတယ်နပလင်းလောက်တောက်တော့တညာလုံးအဲ့ဒီနပလင်းရဲ့ power နဲ့တကိုးနဲ့ဆိုလို့ရတာဖြစ်တယ်ဒါပေမဲ့ပြီးတယ်ဆိုရင်စိတ်ပြတ်ဖို့ပဲเนาะဘာလဲဝဲမြောက်ချင်းနဲ့အဆုံးမတတ်ဘူးအဲ့လိုမျိုးတကိုးမျိုးကစိတ်ပြတ်ချင်းနဲ့ပဲရင်စားရတာဖြစ်တယ်ဒီညကျွန်တော်ပြောချင်တဲ့အရာကတော့ကျွန်တော်တို့လူချင်းတဲ့တကိုးကျွန်တော်တို့လူတိုက်ကလူရတဲ့အဲ့ဒီတကိုးကကျွန်တော်တို့ကို drive မောင်းတယ်ဆိုရင်ကျွန်တော်ကရှောင်ဖို့လည်းအများရှိတယ်ဒါရှောင်တဲ့အချိန်မှာခက်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာကဆုံးလဲဆိုရင်ဝဲမြောက်ခြင်းဟာလေလုယာကောင်းကြီးမင်္ဂလာကကျွန်တော်ကိုဆုံးနေတာဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောလိုပါတယ်အဲကြောင့်ကျွန်တော်တို့အဲ့ဒီတကိုးရဖို့ရန်အတွက်ကျမ်းစာကဘယ်လိုပြောလဲဆိုရင်အာမောခန်းကြီးကအငယ်လေးကိုမီဒီယာကျွန်တော်တို့ကိုငီပြနေတယ်ဆိုရင်ကျွန်တော်ဖတ်ပြမယ်ထာဝရဘုရားသည်ကင်ဒရီလာအမျိုးအားမင်းတော်မူဒီကငါကိုရှာကြလို့ရှာလျင်အသက်ချမ်းသာရကြလိမ့်မယ်ဟာလေလုယာငါကိုရှာပါတဲ့ခုနကျွန်တော်ပြောတယ်နော် international speaker prophetic message speaker ဒီကပြောတာ2025မှာဘယ် pandemic လာမလဲဆိုတာတွေ့ပြီးတယ်လို့ရှိတယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အဲ့ဒါမကြိုက်ဘူးဖေမလာခိုင်းနေတော့လို့ကျွန်တော်ငင်းပယ်လိုက်တယ်ဒါပေမဲ့ကိုဗစ်လာတော့ဘယ်သူမှတားလို့မရဘူး
ယ်တော့ဘယ်သူမှတားလို့မရဘူးတတိရီလဲတားလို့မရဘူးနော်ကုန်းလုံးက virus တိတိလေးတွေ့လို့တော့မရဘူးတကူကတော့မိုက်တယ်နော်အဲ့ဒီတကူကဒါပေမဲ့အဲ့ဒါတက်ပူကြီးတဲ့တကူရှိသေးတယ်ဟာလေလုယာအခုကျွန်တော်တို့ဆူတောင်းတယ်ကိုတော်ဖရာလီယန်ကွင်းနေသွားတဲ့အချိန်မှာစိုက်ဒီသွားတဲ့အချိန်မှာစကန်ဒါတော့ဘာတော့အရန်ရှုပ်လွန်းတယ်ပုံမှန်အတိုင်းဒီကိုတော်ဖန်ဆင်းတဲ့ဒီလောကအကြီးကို function ပြန်လို့မရဘူးလားလို့ကျွန်တော်အနေနဲ့ဆူတောင်းဘူးတယ်ဒီနေ့မှာကျွန်တော်မြန်မာပြည်နေလာတဲ့ဆရာကြီးကအဲ့ဒီကိုဗစ်နဲ့ဆိုင်ပြီးတော့ပြဿနာကျွန်တော်မကြုံတော့ဘူးဟာလေလုယာတပည့်တော်အနေနဲ့ကျွန်တော်ဆူတောင်းခြင်းကိုဘုရားနှမ်းညောင်းတာဖြစ်တယ်ဟာလေလုယာယုံကြည်သူတွေရဲ့ဆူတောင်းတာကိုဘုရားနှမ်းညောင်းတာဖြစ်တယ်ဒါပေမဲ့လာမယ့်အချိန်မှာလာမယ့်နေ့မှာလာမယ့်အနာဂတ်မှာဘာတွေဖြစ်ပြမလဲဆိုတာကျွန်တော်လက်ထဲမှာမရှိဘူးကျွန်တော်မပိုင်ဘူးအဲ့ဒီကိုပိုင်တဲ့ဘုရားတဆူစီတယ်ကျွန်တော်ကိုယ်ပဲတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲကြောင့်ဘာကိုဖြစ်ပြမလဲဆိုတာကျွန်တော်မသိဘူးမနေ့ပြန်ဘာဖြစ်ပြမလဲကျွန်တော်အပေါ်မှာဘာပြဿနာတက်ရမလဲဆိုတာကိုကျွန်တော်ဘာမှမသိဘူးလေဒါမဲ့ကျွန်တော်အမတမ်းမှရွှေပြီးတော့တေချာတာတခုရှိတယ်အဲ့ဒီမနေ့ပြန်ကိုပိုင်တဲ့ဘုရားကိုကျွန်တော်ဒီညကိုးကွယ်တာဖြစ်တယ်ဟာလေလုယာဒီညမှာအဲကြောင့်အဲ့ဒီဘုရားကိုယုံကြည်သူတယောက်တာမယုံကြည်သူဆိုပြီးမှသူ့တကူကကျွန်တော်ကိုသူ့ထီသလားမသူ့ထီလားသူကျွန်တော်အနေအတူပါရှိလားမပါစီဘူးလားဆိုတာအထဲမှာရှင်းရှင်းလင်းလင်းသိဖို့အမှန်တမ်းလို့တယ်ဟာလေလုယာဘာဖြစ်လို့လဲဆိုရင်အဲ့ဒီတိမကိုမပိုက်ဆန်တရားရှိတယ်ဆိုရင်ကဲတော့မချဘူးတချင်မရှိဘူးဆိုရင်ကဲတော့အဲ့လောက်မကုန်ပါဘူးစကြရှင်ပြီးပြီဆိုရင်လေဒီထဲမှာငင်တဲ့ချင်းရှိမှာမဟုတ်ဘူးဒါပေမဲ့လူတွေကမဲကဲရောက်မှာမဟုတ်ဘူးတကယ်ချင်းเนี่ยနောက်ပြီးတော့ဆယ်လီမွေးမင်းကဲရောက်နိုင်မှာမဟုတ်ဘူးလို့ပြောပြီးမဲ့ရောက်မှာပါကျွန်တော်မှတရားရှိတယ်လေဆိုယူစကားမှာတခုရှိတယ်နော်မြန်မာဆိုယူစကားမှာမစီတာထက်ပါလေမတိတာခက်ကျွန်တော်ရုံခန်းထဲမှာအဲ့ဒါစဉ်းစားတယ်အဲ့ဒါကကျွန်တော်ခေါ်ချင်တာနဲ့ပြောင်းပြန်ဖြစ်တယ်လို့ပဲကျွန်တော်ဟောချင်တာရှိမှဖြစ်တယ်ယေရှုနဲ့အတူကျွန်တော်ရှိတယ်ဆိုတာသိပြီးတော့သူအတူအဲ့ဒီဝိညာဉ်တော်တကူကျွန်တော်နဲ့အတူရှိတယ်ဆိုတာဒီမှာတေချာပြီးမှကျွန်တော်တို့ခြေလမ်းရဲမှာဖြစ်တယ်ဟာလေလုယာအဲကြောင့်မတိတာတဲ့မရှိတာခက်နည်းနည်းကျွန်တော်အတွက်မဆောင်ဘူးလို့ပြောချင်တယ်လို့ဖြစ်နေတယ်ကျွန်တော်ငွေတရားရှိတယ်ဆိုရင်ကျွန်တော်အေးစီမပူပါဘူးမင်းကြိုက်တယ်လို့ပြောပတ်ကြိုက်တဲ့ချိန်ရကျွန်တော်တွားမယ်ရောက်မယ်ဒါပဲဒါပေမဲ့ပိုက်ဆံ9ချက်တောင်မှမရှိဘူးဆိုရင်ပတ်စကားတော့ရောက်မှာပါရောက်မှာမချတင်နဲ့တွားလို့ရတယ်ဘတ်နဲ့တွားလို့ရတယ်ဘောဘာလဲgrab လေခေါ်လို့ရတယ် in driver လေရတယ်ဘောလေရတယ်အများကြီးရှိသေးတယ်နော်ဒါပေမဲ့အဲ့ဒီအတွက်ပိုက်ဆံမပြီးနိုင်ဘူးဆိုတာဒီအထဲမှာသိတယ်ဆိုရင်ငြိမ်သက်ချင်းရမှာမဟုတ်ဘူးဒီလောကကတနေ့ကြာရင်လောင်ကျွမ်းမယ်တဲ့ဘာဖြစ်လို့လဲဆိုရင်ဘုရားကကဘာတိကိုသူဖန်ဆင်းပြီးတာဖြစ်တယ်ဟာလေလုယာပြင်ဆင်ပြီးတာဖြစ်တယ်သူယုံကြည်သူတွေအတွက်အဲကြောင့်ဒီညမှာကျွန်တော်အဲ့ဒီတကူကိုဖြက်လာနေနဲ့ပြောမယ်ဆိုရင်ဘုရားကကျွန်တော်ကိုရှာပါတယ်အာမုတ်ထဲမှာငါကိုရှာကြလို့ရှာရင်အသက်ချမ်းသာရလိမ့်မယ်တဲ့ဟာလေလုယာဘာပဲလာဘာပြဿနာပဲလာဘာ pandemic ပဲလာဘာဆင်းရဲငတ်မှုချင်းပဲလာကျွန်တော်တို့အတွက်အဓိကအရေးကြီးဆုံးကဖယားရှာဖို့ပဲဖြစ်တယ်ဟာလေလုယာဖယားရှာဖို့ဖြစ်တယ်ကျွန်တော်မိသားစုထဲမှာကျွန်တော်အသင်းတော်ထဲမှာဟာလေလုယာဆာလံကျမ်းဆာလံခန်းကြီးလို့ပြောမလားဆာလံနံပါတ်နော်ဆာလံနံပါတ်105အငယ်လေးတကိုးတော်ကိုရှာကြလို့တဲ့ဟာလေလုယာအဲ့ဒီတကိုးကိုကျွန်တော်ကခုနပြောတဲ့အရစ်ရဲ့တကိုးမဟုတ်ဘူး
ဝိညာဉ်ဆိုးရဲ့တကူမဟုတ်ဘူးကျွန်တော်ကိုလိုဆေအခန်းကြီးနှစ်အငယ်15မှာတကူအားလုံးကိုသူကားတိုင်းပေါ်မှာဗာလဲယေရှုဖခင်ကနိုင်ယူသွားပြီဟာလေလုယာအနိုင်ယူသွားပြီသူ့တကိုးကိုကျွန်တော်တို့ကိုသူပေးချင်လို့ဖြစ်တာဟာလေလုယာနတ်ဆိုးရဲ့တကိုးစကြဝဠာမှာပြန်တဲ့ Lucifer ရဲ့သူ့အဖွဲ့ဒီ demon spirit ဒီ evil spirit ရဲ့တကိုးကိုနိုင်ဖို့ရန်အတွက်သူကိုယ်တိုင်နိုင်ပြီးသွားတာဖြစ်တယ်ဟာလေလုယာနိုင်ပြီးသွားရုံမကဘူးသူ့တကိုးကိုကျွန်တော်တို့အပေါ်မှာသူပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒီတကိုးကိုရှာပါတယ်ဟာလေလုယာအကြောင်းစာလံ104သာရဖျားနဲ့တကူတော်ကိုရှာကြလောတဲ့မျက်နာတော်ကိုအစင်မပြည့်ရှာကြလောတဲ့အိုးရှာရီယာမြန်မာစီစဉ်လေလှုပ်တည်တယ်ဇက်စီရီယာတော့ဖျားကြောင်းပဲပြောချင်မှပြောမယ်ဖျားကြောင်းမှာတငယ်ချင်းနဲ့တွေ့ဖို့လောက်လာတယ်ဆိုရင်တော့ငင်းငွေမှာပဲဒါမဲ့တကူကိုရှာပါဟာလေလုယာဖျားကိုရှာပါအိုးနဲတော့နဲတည်တယ်လို့ပဲခံယူမှာဘာဖြစ်လို့လဲကျွန်တော်လူအပ်တာကျွန်တော်လူအပ်တာကတကိုးဖြစ်တယ်ပါစတာတယောက်အနေနဲ့လူအပ်တာတကိုးဖြစ်တယ်မင်းလည်းအိမ်မှာမိဘအနေနဲ့သားသမီးအနေနဲ့မြန်မာပြချင်းနေဆိုရင်တော့မယီမယာအကုန်လုံးအနာကမနေ့ကကျွန်တော်တွေ့ရအရာဆိုရင်တော့1989မှာသူတို့ယူပါယုံမြင်တာရှိတယ်တဲ့ဒီမြို့ကမိသားစုတမိသားစုကသူတို့အရှိဘက်ကိုကြည့်လိုက်တော့ပစ္စည်းတော့ဗာလေပုံခုနပုံလောက်တွေ့တယ်အဲ့ဒီထဲမှာမြန်မာပြည်အမဲကြီးတွေ့တယ်တဲ့မနေ့ကပါစာတယောက်အဲ့ဒါပြလိုက်တော့ကျွန်တော်စိတ်မကောင်းဘူးမြန်မာပြည်မိပုံကအကုန်လုံး black မဲကောင်းတယ်အဲ့ဒါပြီးမှဘာပုံကိုပြန်တွေ့လဲဆိုရင်အဲ့ဒါမြန်မာမိပုံကိုဗာလေလျဗာလေလျကွယ်ဘူးခရစ်တော်ရဲ့ပုံကိုရှိတယ်တဲ့ဒီမှာလူတယောက်တည်းတွေ့တာမဟုတ်ဘူးတမိသားစုလုံးမနေ့9နာရီခွဲမှာသူတို့ထောင်မော်ဆိုတာရှိတယ်နော်ကင်နဒီတောင်ရှိတယ်အဲ့ဒီကင်နဒီတောင်ဘက်ကိုကြည့်ပြီးတော့တချို့ပုံတွေတွေ့တယ်အဲ့ဒီတွေ့ထားတဲ့ပုံတွေကိုပချီကြီးခိုင်းတာအိမ်ပေါ်မှာသူတို့ကတ်တာလေအိမ်ထဲမှာအဲ့တော့ကျွန်တော်ပြန်တွေ့တော့ကျွန်တော်တို့အထူးသဖြင့်မြန်မာပြည်ယုံကြည်သူတွေအတွက်ကျွန်တော်တို့လိုချင်တာရှာရမယ့်အရာကဖယားဖြစ်တယ်ဟာလေလုယာတကိုးဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေ့မြန်မာ service ပထမအညအနေနဲ့ကျွန်တော်ပြောလို့တာဖြစ်တယ်အဲကြောင့်မြန်မာစီရှင်မှာတက်ကြွလာပါဖယားရဲ့မျက်နာကိုဆရာကြရအောင်ဟာလေလုယာဖယားရဲ့မျက်နာတော်မျက်မှောက်တော်ထဲမှာတိုးဝင်ကြရအောင်ဟာလေလုယာကျွန်တော်ကိုယ်ွယ်တဲ့အချိန်မှာမျက်ရည်ကျတယ်ကျွန်တော်ဟုတ်တာပဲနော်မြန်မာစကားမပြောတာကြားပြီးစနေတောင်ရှိပြီးကျွန်တော်လည်းဘာမှမရတော့ဘူးမပြောနိုင်တော့ဘူးကိုမွေးရမီလို့လည်းမရဘူးမုံလို့လည်းမရဘူးဖယားနဲ့ပုံမှန်နေရှင်တွာလာသူတဲ့အနေနဲ့သူကိုဖွာတဲ့မိဘကိုဘယ်တော့မှမုန်းမှာမဟုတ်ဘူးဝိညာဉ်တော်ဖခင်စကားပြောပါစေဟာလေလုယာကျွန်တော်ဆုတောင်းခံချက်မှာ prayer request မှာဖခင်ကိုဆုတောင်းတဲ့အချိန်မှာကျွန်တော်မြန်မာပြည်အတွေ့ဆိုပြီးတော့တခါတည်းမဆုတောင်းတာကြပြီဆိုရင်နည်းနည်းတော့လူပြီးယုံကြည်သူတွေတကူလိုတာဖြစ်တယ်ဟာလေလုယာအကြောင်းဒီနေ့ကျွန်တော်အဲ့ဒါပြောချင်တာဖြစ်တယ်ကဲနောက်မှာစာလံ105အငယ်9အခုနကျွန်တော်ပြောပြီးသွားပြီမြေကြီးတစ်ပြင်လုံး၌တရားစီရင်ပိုင်တော်မူ၏တဲ့ဘာဖြစ်လို့ကျွန်တော်အဲ့ဖယားကိုရှာရမလဲဘာဖြစ်လို့အဲ့ဒီဖယားတကူကိုကျွန်တော်ရှာဖို့လိုလဲအဲ့ဒီဖယားကိုမြေကြီးတစ်ပြင်လုံး၌တရားစီရင်တော်မူတရားစီရင်ပိုင်တော်မူ၏တဲ့ဒီမြေကြီးတစ်ပြင်လုံး continent အားလုံးကိုတိုက်အားလုံးကို
America တိုက်အာရှတိုက်အာဖရိကတိုက်ဥရောပတိုက်အားလုံးကိုသူအုပ်စိုးတာဖြစ်တယ်ဟာလေလုယာအဲကြောင့်အဲ့ဒီဖခင်ရဲ့ဖခင်ကိုရှာဖို့ကျမ်းစာကကျွန်တော်တို့ကိုတိုက်တွန်းတာဖြစ်တယ်အဲ့ဒီဖခင်ရဲ့တကိုးကိုရှာဖို့ကျွန်တော်တို့ကိုတိုက်တွန်းတာဖြစ်တယ်ဆိုတာကိုကျွန်တော်အနေငယ်ဝင်ရချင်ပါတယ်ပြီးတော့တရားချုပ်ခန်းကြီး16ငယ်7မျက်နာတော်ကိုအစင်မပြည့်ရှာကြလို့တဲ့ဖခင်သာရဖခင်နဲ့တကူတော်ကိုရှာကြလို့မျက်နာတော်ကိုအစင်မပြည့်ရှာကြလို့တဲ့နေ့တိမှာကျွန်တော်တို့ Golden Dragon Restaurant မှာအတ္တတီတီကိုအတ္တတီတီဒူးထောက်ပြီးတော့စက်ကကြတယ်အနာဂတ်စက်ကကြတယ်နေ့တိမှာဆုတောင်းတာစက်ကတာဖျားရှာတာပြီးတော့ပြင်းပြီးတော့စီအတင်သားဒီကိုအိမ်မှာပဲထိုင်စားကျန်းစာဖတ်စမလို့တော့ဘူးဝက်ပြကိုကွယ်စမလို့တော့ဘူးဖျားရှာစမလို့တော့ဘူးအဲ့ဒီတကိုးကိုရှာစမလို့တော့ဘူးလို့ကျန်းစာကမရေးဘူးထာဝရဘုရားနဲ့တကူတော်ကိုရှာကြလောမျက်နာတော်ကိုပါလဲအစင်မပြည့်ရှာကြလောတဲ့ဟာလေလုယာအဲ့တကူကိုကျွန်တော်လိုအပ်တာဖြစ်တယ်တကူလိုအပ်တာဖြစ်တယ်ဒီနေ့ကျွန်တော်တို့မော်တိုက Digital Evangelism အဝံဂေလိတရားဟောမဲ့နေ့ဖြစ်တယ်တချို့ရေချီမရေမြေဆရာပီတာတရားဟောတာမိုက်တယ်မြန်မာစကားမလောက်ဘူးလို့ပြောချင်မှပြောမယ်နော်ကြိုးစားမယ်ကျွန်တော်နေလဲကြိုးစားမယ်တဲ့နေလဲကြိုးစားအဝံဂေလိတရားဟောမဲ့နေ့လို့ကျွန်တော်တို့မော်တိုထားတယ်ကျွန်တော်တမန်တော်အတွက်ခန်းကြီးတဲ့အငယ်ရှိမှာကျွန်တော်အဆုံးတတ်ကြရအောင်တကူရဖို့ရန်အတွက်ကျွန်တော်ပါလို့လဲအဲ့ဒီကျမ်းပိုက်ထဲမှာတင်တို့အပေါ်၌တဲ့တင်တို့အပေါ်၌တန်ရှင်တော်ဝိညာဉ်တော်တက်တော်အခါတဲ့တန်ရှင်တော်ဝိညာဉ်တော်စင်တက်တော်အခါဘယ်သူအပေါ်မှာယုံကြည်သူတင်နဲ့ကျွန်တော်အပေါ်မှာခရစ်တော်ဘုရားကိုယုံကြည်တဲ့နေ့မှာဝိညာဉ်တော်အပြင်ကျွန်တော်တို့ကိုဘုရားကကျွန်တော်အပိုင်းဆိုပြီးတော့ကျွန်တော်သားတော်ရဲ့တွေးတော်အပြင်ကျွန်တော်ယူနှုတ်ပြီးတာဖြစ်တယ်ကျွန်တော်ယူဝေပြီးတာဖြစ်တယ်ဒီလူဆယ်လီယန်ဘိုးဆရာတော်ကကျွန်တော်အပိုင်းဖြစ်တယ်ဆိုပြီးတော့ဝိညာဉ်တော်အပြင်သူတရိတ်ခတ်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုပိုင်ဆိုင်ချင်းကိုပြပြီးတော့တရိတ်ခတ်တာဖြစ်တယ်တင်းကိုတင်မပိုင်ဘူးတင်းကိုအဘူးနဲ့ယူရတာဖြစ်တယ်တင်းရဲ့ခန္ဓာကိုယ်ကိုဖခင်ရဲ့ဘုန်းတော်အတွက်တောင်းပြုပါတယ်ချမ်းသာကဟာလေလုယာဘာဖြစ်လို့လဲဆိုရင်ဒီဖခင်ကသူတပါးတီတော်သားတော်ရဲ့အသွေးနဲ့ကျွန်တော်ကိုဝဲတာဖြစ်တယ်အပိကိုဖြီးပြီးတာဖြစ်တယ်အကြောင်းကိုကျွန်တော်မပိုင်ဘူးဖခင်ကပိုင်တာဖြစ်တယ်အဲ့ဒါကိုသူကဘာနဲ့တိတ်ခတ်လဲဆိုရင်သူ့ဝိညာဉ်တော်ကိုကျွန်တော်အထင်းနဲ့ပြီးတာဖြစ်တယ်ဟာလေလုယာဓမ္မဟောင်းကျမ်းထဲမှာအာဗြဟံကိုဖခင်ရဲ့လူဆိုပြီးတော့ပရိညံသူတို့ချုပ်တဲ့အချိန်မှာဘာနဲ့ပရိညံချုပ်လဲဆိုရင်ဘာလဲအရေးဖျားလေးချင်းနဲ့သူပရိညံချုပ်တာဖြစ်တယ်ဖခင်ကယုံကြည်သူဓမ္မတိထဲမှာသူ့သားတွေသူရဲ့ယူဝေထားတဲ့သားတွေကိုဘာနဲ့သူပရိညံလုပ်တယ်လဲဆိုရင်သူ့ spirit သူရဲ့ဝိညာဉ်တော်ကိုကျွန်တော်အထဲ၌သူပေးတာဖြစ်တယ်အဲ့ဒါနဲ့တရိတ်ခတ်တာဖြစ်တယ်မမျော်လင့်တဲ့အချိန်မှာနေဝင်သွားတယ်ဆိုရင်မမျော်လင့်တဲ့အချိန်မှာ rapture ရောက်တယ်ဆိုရင်အဲ့ဒီဝိညာဉ်တော်ရတဲ့လူပဲခြေဆောင်သွားမှာဖြစ်တယ်ကျွန်တော်ပြောသလိုတန်ဗာလဲတန်လိုက်ကတန်ကိုလိုက်တဲ့သဘောမျိုးပေါ့ဖယားကသူ့ဟာတွေကိုသူ့ဝိညာဉ်တော်နဲ့တရိတ်ခတ်တာဖြစ်တယ် rapture ကျရင်သူ့ဟာကိုသူတန်လိုက်ကတန်ကို
လိုက်တယ်လို့ပေါ့နော်အချီဆောင်တဲ့အချိန်မှာဒါပေမဲ့ဒီကျမ်းစာထဲမှာကျွန်တော်ဖတ်တယ်လို့ကျွန်တော်အပေါ်မှာတဲ့ဟာလေလုယာအပေါ်မှာတန်ဆင်းတဲ့ဝိညာဉ်တော်ဆင်းတဲ့အချိန်မှာတင်တကူနဲ့ပြီးမယ်တဲ့ဟာလေလုယာတကူနဲ့ပြီးမယ်တဲ့ဖခင်ကိုအစင်မပြတ်စရာပါအဲ့ဒီတကူကိုအစင်မပြတ်စရာပါတဲ့ဟာလေလုယာတခါရှာယုံနဲ့မကဘူးနေ့တိမှာကိုရှာယုံနဲ့မကဘူးနေ့တိမှာမျက်ကြီးမျက်ခွဲနဲ့ကိုဘုရားကိုတော့ဘုရားမရှိဘူးဆိုရင်ကျွန်တော်မဖြစ်ဘူးတရက်နဲ့ရက်ကြာတော့ဟဲကျန်စာရီငင်းငွေဖို့ကောင်းတယ်ဒေသနာတွေငင်းငွေဖို့ကောင်းတယ်အမျိုးစစ်ဒီကျဲလုံးတယ်ဘုရားကြောင့်မတွားနိုင်တော့ဘူးမထိုင်နိုင်တော့ဘူးကျမ်းစာကအဲ့လိုမျိုးမတိုက်တွန်းဘူးဖခင်ရဲ့တကူကိုအစင်မပြတ်ရှာရမယ်ဟာလေလုယာအဲ့ဒီတကူကိုတန်ဆင်းသောဝိညာဉ်တော်တင်တို့အထက်နဲ့အပေါ်၌စင်တဲ့မယ်မြန်မာအစီအစဉ်တိုင်းမှာပါဝင်ပါကျွန်တော်ဘာဖြစ်လို့အဲ့လိုပြောရဲတယ်လဲဆိုရင်ကျွန်တော်တို့ဆူတောင်းပွဲ Monday ညတိုင်းဆူတောင်းပွဲရှိတယ် Tuesday ညတိုင်းဆူတောင်းပွဲရှိတယ် Wednesday ဆူတောင်းပွဲရှိတယ် Thursday ညဝတ်ပြုကိုကိုရှိချင်းရှိတယ် Saturday မှာဆူတောင်းပွဲရှိတယ် Sunday morning တကောင်ရန်လို့ခေါ်လာမလားမသိဘူးတကောင်ရန်ကအညဖက်နော်ဒါဆိုရင်မြန်မာလူနဲ့ဗာလဲအာယုံဦးဆူတောင်းပွဲလည်းရှိတယ်ပြီးတော့9နာရီမှာဆူတောင်းပွဲလည်းရှိတယ်အထူးသဖြင့်မာနေညနဲ့ကျိုးစိညတခါတည်းပတ်ထံပူကမြန်မာ worship တခြင်းဒီတခါတည်းသူ့အတူဆူသွားတယ်ဟိုတုန်းကလည်းကျွန်တော်ဒီပေါ်မှာ full time ဒီပါစာဒီဆူတောင်းတဲ့ကျွန်တော်တခါတည်းမြန်မာစကားကျွန်တော်လည်းကောင်းကောင်းမပြောတတ်ဘူးဒါပေမဲ့တခြင်းဒီဆူတဲ့အချိန်မှာဝိညာဉ်တော်ဘုရားအလုပ်လုပ်တယ်ဟာလေလုယာကျွန်တော်ရှင်းရှင်းလင်းလင်းသိတယ်အဲ့ဒါအဲကြောင့်တခါလေးပြောတယ်တော့ရှောက်ဆူလိုက်ရတယ်ဆူကျွန်တော်ရည်ရွယ်တာဒီမှာအင်္ဂလိပ်တချင်းဆူဖို့ဇော်မီတချင်းဆူဖို့မြန်မာတချင်းဆူဖို့အတိကမဟုတ်ဘူးဝက်ပြုတ်ကူကွယ်ချင်းအပြင်အဲ့ဒီဖခင်ရဲ့မြတ်မတ်တော်ကိုရှာဖို့ဖခင်ကြောင့်တော်တာဖြစ်တယ်ဟာလေလုယာအဲကြောင့်အဲ့ဒီမြန်မာတချင်းတွေဆိုတဲ့အချိန်မှာကျွန်တော်သူ့ဖျားဝိညာဉ်တော်သူ့ထိတာခံစားတယ်အဲ့ဒီတကူတော်ကို तू ကဘယ်လိုသူ့ထိတယ်လဲဝိညာဉ်တော်ကမစုံလင်တဲ့သားသမီးတွေအတွက် तू အဲ့ဒီတကူကိုပြီးချင်တာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ကိုတော်ကိုချီးမွမ်းကြရအောင်ဟာလေလုယာအဲ့ဒါကိုဝိညာဉ်တော်သူ့ထိတဲ့အချိန်မှာကျွန်တော်မျက်ရည်ကျတယ်တကယ်ဝိညာဉ်တော်သူ့ထိတိုင်းမှာအဲ့ဒီတကူကို तू ဘယ်သူရှိမှခွင့်ပြုတယ်လဲဆိုရင်ကျွန်တော်နဲ့နေတင်မစုံလင်နဲ့သူ့သားသမီးတွေတက်သူအဲ့ဒီတကူကိုသူအခွင့်ပေးတာဖြစ်တယ်ဟာလေလုယာကျွန်တော်အဲ့ဒီတကူရဖို့စိတ်နှလုံးအကျွမ်းမဲ့အဲ့ဒီဖယားကိုရှာဖို့ပဲလို့တာဟာလေလုယာမယုံရင်ဝဲပြီးကိုးကွယ်တဲ့အချိန်မှာစိတ်နှလုံးအကျွမ်းမဲ့ကိုတော့ကိုရှာအလ္လာဟ်နဲ့အပြင်ကိုတူမှာမဟုတ်ဘူးဟာလေလုယာမတူဘူးအဲ့ဒါလာတော့ကတော့မျောလင်းချက်ကင်းမဲ့ပြီးတော့ဖျားချောင်းလာတဲ့လူလည်းရှိမယ်ကြီးယူတော့ချီးမွမ်းမှုလာတဲ့လူလည်းရှိမယ်လာစာကောင်းကောင်းရပြီးတော့ boss ဒီမနေယာဒီနဲ့အလုပ်ဖို့ဂိုင်ဘက်ဒီနဲ့အကုန်လုံးစံပြီးတော့ကြီးယူတော့ချီးမွမ်းမှုလာတဲ့လူလည်းရှိမယ်လုံးဝမိသားစုနဲ့လည်းအစင်မပြေဘူးမနေယာလည်းအစင်မပြေဘူးအလုပ်ဖို့ဂိုင်ဘက်နဲ့လည်းအစင်မပြေဘူးအဲ့ရှင်ကျိန်ဖျားချောင်းလာပါဟာလေလုယာအလ္လာဟ်နဲ့အပြင်ကိုမတူတော့ဘူးအဲ့ဒီတကူကတင်းကိုတူထီတယ်ဆိုရင်ဟာလေလုယာအဲ့ဒီတကူကိုကျွန်တော်နောက်ဆုံးအနေနဲ့ဖခင်ကမစုံလင်တဲ့သူ့တမသားသမီးတွေတဲ့သူအခွင့်ပေးတာဖြစ်တယ်ဟာလေလုယာကျွန်တော်ဘယ်လိုအဲ့ဒီတကူရမလဲဆိုရင်စိတ်နှလုံးအကျွမ်းမဲ့ကိုတော့ဆရာပီတာအနီနဲ့မဖြစ်နိုင်တဲ့အရာကိုဝိညာဉ်တော်တကူအပြင်ဖြစ်နိုင်တယ်ဆိုတာကျွန်တော်ယုံကြည်ခြင်းတကူတည်းလူတယ်ဟာလေလုယာစိတ်နှလုံးအကျွမ်းမဲ့ဆိုတာကိုအတူချုံနဲ့ပြောမယ်ဆိုရင်ယုံကြည်ခြင်းကိုပြောတာဖြစ်တယ်ဟာလေလုယာကျွန်တော်အနေနဲ့မဖြစ်နိုင်ဘူးကျွန်တော်ဖခင်အနေနဲ့ဖြစ်နိုင်တယ်ဟာလေလုယာအဲ့ဒီတကူအပြင်ဖခင်ကသူ့လက်ကိုစမ်းပြီးတော့လှုပ်မှာမဟုတ်ဘူးဒါပေမဲ့သူ့တကူကိုကျွန်တော်အပေါ်မှာစင်းနဲ့ခိုက်ပြီးတော့ကျွန်တော်အဲ့ဒီယုံကြည်ခြင်းနဲ့လမ်းလျှော့ပြီးတော့အဲ့ဒီပြဿနာတွေကိုအကုန်လုံး
ဖျားဖြည့်ရှင်ပေးတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်စင်ကောက်ချင်းနဲ့ worship ဒီလာပြီးတော့ကျွန်တော်တခြင်းတပုတ်ဆိုပြီးတော့နော်ဝတ်ပကူဝဲရအောင်ကျွန်တော်လည်းဒီနေ့ဟိုးမှာအတင်းတော်လူကြီးတွေနဲ့လီဒါတွေနဲ့ပြောပွဲစားထွက်ရင်းနေပေါ့ကားပေါ်မှာလည်းအဲ့ဒီဘုရားတရားတွေဘယ်လာပါလဲ meditation လုပ်ရင်းနဲ့ဘုရားကအော်ကျွန်တော်တို့အလိုအဆုံးကတကူဖြစ်တယ်ဟာလေလုယာဒီညမှာဘုရားကအဲ့ဒီတကူနဲ့အရောက်စီတိုင်းကိုပြန်တော်ခွင့်ပေးပါစေဟာလေလုယာအလာနဲ့ပြန်ကိုမတူဘူးရန်အတွက်တငယ်ချင်းတွေကပြီးတယ်ပြီးမှမပွဲတာအတိလူတွေကပြီးမှမဟုတ်ဘူးပါစတာတွေကပြီးတာမဟုတ်ဘူးဘုရားကပါစတာတွေရဲ့ဟောတဲ့ဒေသနာအပြင်ပြီးနိုင်တယ် worship ဦးဆောင်သူတွေရဲ့ကိုတုံးပြပြီးတော့သူတို့ပါစအနီဆိုထားတဲ့တချင်းစာသားလေးတွေနဲ့ကျွန်တော်အသက်တာကိုပြောင်းလဲစေတာဖြစ်တယ်မျောလင်းချက်ကဲမဲ့တဲ့လူတွေမျောလင်းချက်အပိနဲ့အော်ကျွန်တော်နဲ့တော့အနေနဲ့မဖြစ်နိုင်ပါဘူးကျွန်တော်ဖယားနဲ့ဖြစ်နိုင်တယ်မဟုတ်ဘူးလားဘာဖြစ်လို့ကျွန်တော်ဂုတ်တုတ်ထိုင်ပါလဲအော်ကျွန်တော်စစ်စစ်ပြီးတော့တွေ့ရမှာပဲကျွန်တော်ဖယားကျွန်တော်အတူရှိမယ်ဆိုပြီးကတိပြီးသားဆိုပြီးတော့ကျွန်တော်ခေါ်အားယူပြီးတော့ကျွန်တော်ဖယားကိုဝတ်ပြုချက်ရအောင်မိသားနဲ့အမြဲတမ်းချစ်နေသူယေရှုကျွန်တော်တဲ့ကောင်းရဲ့ဆုံးကျွန်တော်လုံးမရတဲ့မိသားရှင်ကျွန်တော်ရဲ့ဆွမ်းခေါ်လူတွေနဲ့မဖြစ်တဲ့နိုင်တဲ့ယေရှုပြရဲ့မောင်မဝိညာဉ်ကိုလည်းဖြစ်ပြီးလို့နဲ့မဖြစ်နိုင်တော့ရမရှိဘဝမှာမရှိဖြစ်ယေရှုအသက်နဲ့လိုက်ခီတမတရားကတိတော်ရှာရစေရပိုင်တော်သူကျွန်တော်ရဲ့ဘက်မှာရှိနေမှာတော့ဘဝမှာပြီးဝါပြီးပေါ်ကျွန်တော်လည်းပြီးဆုံးလို့မြတ်မောင်ပြောတဲ့မှာကျွန်တော်ရှိရစီတယ်ပြိုလေကြမှာအောင်မြင်စေတယ်ရရှိစေအာမင်ဟာလေလုယာကိုရောကိုစိတ်တော်ကြွယ်မဲ့ကိုယ်ွယ်ကြရအောင်အဆုံးမဲ့မိသားနဲ့အမြဲတမ်းချစ်နေသူယေရှုကျွန်တော်တဲ့ကောင်းရဲ့ဆုံးကျွန်တော်လုံးမရတဲ့မိသားရှင်ကျွန်တော်ရဲ့ဆွမ်းကိုအာမင်ဟာလေလုယာလူတွေနဲ့မဖြစ်တဲ့တတ်နိုင်တယ်ယေရှုဖျားနဲ့ဖြစ်နိုင်တယ်ဟာလေလုယာဝိညာဉ်ကိုနဲ့ဖြစ်တယ်လို့ဒီမဖြစ်နိုင်တော့ရမရှိဘူးလူတွေနဲ့မဖြစ်နိုင်တဲ့နိုင်လေရာယေရှုဖျားရဲ့မောင်မဝိညာဉ်ကိုနဲ့ဖြစ်တယ်လို့မဖြစ်နိုင်တော့ရမရှိပါဘူးဟာလေလုယာဝေခါကြရအောင်Gonna keep the load in the pink and go on my city. Hallelujah. I never like you, the mafia, the baby.
တဲ့မရှိမတော့ဝါဒီဝါဟာလေလုယာအာမင်အတတတီဒီကိုစကကြရအောင်လူနီနဲ့မဖြစ်နိုင်တဲ့အရာတွေယေရှုဖခင်ရဲ့မျက်မှောက်တော်အဲ့ဒီဝိညာဉ်တော်ရဲ့တကောအားဖြင့်ဖြစ်နိုင်တယ်တဲ့နီနဲ့ကျွန်တော်အနေနဲ့မဖြစ်နိုင်တဲ့အရာတွေအဲ့ဒီတကောတော်အားဖြင့်ဖြစ်နိုင်တယ်အဲ့ဒီတကောတော်အားဖြင့်ဖြစ်နိုင်တယ်အဲ့ဒီတကောတော်အားဖြင့်ဖြစ်နိုင်တယ်ဝန်ခံကြရအောင်အဲ့ဒီတကောတော်ကိုကိုရောယာနီအသက်တာဒီကိုအဲ့ဒီတကောတော်ကိုပေါင်းလို့မရဘူးအဲ့ဒီတကောတော်ကိုတယောက်စီရတဲ့တက်တာမှာဒီမှာပြေတော်မူပါဟာလေလုယာအာမင်ဟာလေလုယာကိုရောဖျားအယောက်စီတိုင်းပေါ်မှာအဲ့ဒီတကောတော်ကိုရောကတိကိုရောရဲ့ကတိတော်အဲ့ဒီတကောတော်အယောက်စီတိုင်းပေါ်မှာစေတခိုင်တော်မူပါပြီးသနာတော်မူပါတယောက်စီတိုင်းအဲ့ဒီတကောနိစီအတက်တာမှာယောနာဖြစ်တယ်ယေရုရှလင်မှာဂျူဒာပြည်မိကြီးဆုံးတဲ့ကိုရောရဲ့တက်တီတော်များပြဖို့ရတယ်အဲ့ဒီတကောကိုကျွန်တော်တို့ချင်တာဖြစ်တယ်ဟာဘုရားတကယ်အရောက်စီတိုင်းကိုကောင်းချီးပြီးတော်မူပါမဆုံးနေလို့တာသမီးတွေတွေ့အဲ့ဒီတကောကိုကတိပြီးတဲ့အတွက်ကြောင့်ကိုတော့ကိုကျေးဇူးတင်တယ်ကျေးဇူးတော်ကိုကျွန်တော်တက်လုံလောက်ပြီးကိုတော့ရဲ့ကျေးဇူးတော်မဆုံးလင်းတော့တာသမီးတွေလုံလောက်တဲ့မကုန်ခံသွားဘူးကွယ်ဘယ်တော့မှမပြောင်းလဲပါမနဲ့တိုင်းသူအယူနာခံစားစေသူနိုင်တဲ့မြတ်ကိုရောရဲ့အကြီးစိုးတော်နောက်တစ်ခေါက်ကိုရောရဲ့အကြီးစိုးတော်မဆုံးရင်တော့ကျွန်တော်ကြည်စိုးဒီတဲ့အတွက်လုံးလောက်ကိုရောကပြောပါတယ်မပြောင်းလဲပါအဲ့ဒီကြည်စိုးတော်အပြင်ကိုရောတကောကိုပြီးတာဖြစ်တယ်တဆွေးနိုင်ခြင်းကိုပေးတာဖြစ်တယ်ကိုရောနောက်တစ်ခါကိုရောရဲ့ကြည်စိုးတော်မဆုံးလင်းတော့တာသမီးတွေလုံလောက်တဲ့မကုန်ခံပွားဘူးတွေဘယ်တော့မှမပြောင်းလဲပါနာနဲ့တိုင်းသူကယူနာခံစားစေသူနိုင်တဲ့မြတ်ရှင်သူနိုင်မရတဲ့မြတ်ရှင်အဲ့ဒီမေတ္တာကိုမဆုံးလင်တော့သားသမီးတွေကိုပြီးတဲ့အတွက်ကိုတော့အခုကြည်စိုးတယ်နဲ့ကျွန်တော်ကြည်စိုးဒီတဲ့အတွက်လုံလောက်ပြီးတဲ့ခက်ခဲပြဿနာတွေအတွက်လုံလောက်ပြီးဆိုပြီးတော့ကျွန်တော်တို့ကိုကတိပြီးတော်မူတော့ကိုတော့ကိုကြည်စိုးတင်ပါ၏ဒီညမှာဝတ်ပြုစည်းဝေးမှာပါဝင်ကိုးကွယ်တဲ့အရောက်စီတိုင်းအပေါ်မှာအဲ့ဒီကြည်စိုးတော်ကိုပြီးသနာတော်မူပါအဲ့ဒီကြီးစုတော်အပြင်ကိုရောရဲ့တကောတော်ကိုအရောက်စီတဲ့ရဲ့အပေါ်မှာစင်တက်ခိုင်းတော်မူပါအဲ့ဒီတကောတော်အပြင်နေ့စဉ်အတက်တာမှာစီးဆက်ပြီးတော့အနာဂတ်ကိုရင်ဆိုင်နိုင်တော့တာသမီးတယောက်စီတိုင်းဖြစ်ဖို့ရအောင်အတွက်ကောင်းချီးပြီးသနာတော်မူပါကြီးစုတော်ပေါင်းကိုရည်တွဲချီးမွမ်းရင်နဲ့ယေရှုဖခင်ရဲ့နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနမမြတ်စွာဘုရားသခင်အာမင်အာမင်အာမင်ဟာလေလုယာခုနကျင်းကြွေးကြော်ကြရအောင်တညမြောက်ဆိုတော့1 2 3 go ဟာလေလုယာ
ငါဟာလေလုယာနောက်ဆုံးဟာလေလုယာဟိုင်ဘိုင်ပြီးပါကိုနောက်ကလူတွေကိုပြေကလူတွေကိုဟိုင်ဘိုင်ပြီးတော့ဒီလိုတဲ့လာမယ့်အင်္ဂါနေ့အင်္ဂါညကြရင်ပြန်တွေ့ကြရအောင်ဘုရားတခင်ကြီးကောင်းချီးပေးပါစေ